မင်္ဂလာပါရှင်ဒီဝစ်စုံလေးကမဲပေါက်သွားတဲ့လူကိုပို့ပေးရမှာဖြစ်ပါတယ်ဒါကနောက်နေ့ကြလို့ရှင်ဒလီလေးနဲ့အပေးရမှာပါဒါကကန်ဆယ်မဲလေးပေါက်သွားတာပါဒါဒီမှာလှူပေးတာပေါ့နော်တက်နိုင်တယ်လို့ကိုလှူပေးတာပါရှင်အခုကျမစီမှာရမှာက4ရောင်မဲရတော့ဗျ4ရောင်မဲကိုဒီအယောင်လေးတွေရဒါလေးတွေကမင်္ဂလာအယောင်လေးတွေဝါကျွတ်တဲ့အခါကြလို့ရှိရင်ကိုကမင်္ဂလာလက်မှတ်ကိုတိုင်ရေးထိုးတာပဲဖြစ်ဖြစ်မင်္ဂလာဆွမ်းကြွတာပဲဖြစ်ဖြစ်သူများပွဲကိုကတက်ရောက်အားပေးတာပဲဖြစ်ဖြစ်ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ်ဝစ်လို့တင့်တယ်တော့ဒီလိုအစင်မျိုးဒီလိုဒီဇိုင်းမျိုးလေးဝိရင်တအားလှသူကဒီမှာပွဲကိုတိုင်းမင်္ဂလာလက်မှတ်ရေးထိုးမယ်ဆိုလဲတင့်တယ်တဲ့လက်ရှည်လေးဒီနာလေးကရောင်ရောင်လေးအဖောင်းလေးပါတယ်ပဝါအရှိကြီးဒီလိုရှုံပဝါအရှိကြီးပါတယ်နော်ဒါကမင်္ဂလာအယောင်လေးတွေဒီအယောင်လေးတွေကဒီအယောင်လေးရောပဲဒီလိုမျိုးမင်္ဂလာအယောင်လေးဒါလေးတွေလက်ဆိုင်လေးတွေပဲရတော့ပါမယ်ရှင်အရန်ကိုခန်းနာတင့်တယ်တော့ဒါလေးဆိုရင်ဒါကမိမပြလိုက်ရဒါကအဝါရလေးရဲ့ထမင်းလေးတအားကိုလှတာနော်အပြင်မှာအရန်လှတာဒီဟာလေးတွေကို3800တဲ့နဲ့အလကားဈေးနဲ့ရောင်းပေးထားတယ်အသင့်ချုပ်ပြီးသားကိုအလကားဈေးနဲ့3800ကျပ်သေးပါရှင်ဒီလိုမျိုးလေးတအားကိုတင့်တယ်ပြီးတအားလှချုပ်ပြီးသားမင်္ဂလာလက်မှတ်ရေးထိုးမလားမင်္ဂလာစွန့်ကြွေးမလားသူများပွဲကိုပဲကိုကတက်ရောက်မလားဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ်ဝစ်လို့တင့်တယ်တဲ့ဒီဇိုင်းလေးနဲ့တင့်တယ်တဲ့ quality လေးတွေဒီလိုမျိုးလေးတွေကဲခြုံပွားဆိုလဲဒီလိုအရှိကြီးပါပြီးသားဒီလိုမျိုးလေးဒီလိုမျိုးလေးပဲခြုံမလားဒီလိုမျိုးလေးပဲဇုံပဝါနှစ်ဖက်အရှိကိုချမလားဒီဟာလေးတွေကဝစ်လိုက်တဲ့အခါမှာကိုမြမမင်းကလေးတောင်းနေနဲ့ရင်ပြီးတော့ကိုကျွတ်ကော့လေးဖြစ်သွားတယ်နုလေးနဲ့ကြုတ်ကော့ပြီးတော့ရင်သွားတယ်ကိုကမြမဆန်သွားတယ်လို့ခံစားရစေတယ်ဒါလေးကိုဝစ်လိုက်တဲ့အခါမှာကိုကလေသူများထပ်ပို့ပြီးတော့ကိုကဟိုကြော့လေးနဲ့ရင်လေးဖြစ်တယ်ပြီးရင်ကိုလဲလေးလုံခြုံပြီးတော့လှနေတယ်အဲ့လိုမျိုးလေးခံစားရတယ်ဒီလိုမျိုးလေးတွေကမိန်းကလေးတိုင်းမှာမြန်မာမိန်းကလေးတွေတိုင်းမှာရှိတဲ့တယ်ဒီလိုခြုံပဝါလေးနဲ့ဒီလိုမျိုးလေးတွေဆိုတာက3800ကျပ်သေးနဲ့နောက်ဆိုလို့ရှိရင်ဒီဈေးနဲ့မရတော့ဘူးဝါကျွတ်တဲ့အခါကျလို့ရှိရင်ဝါကျွတ်တဲ့အခါမင်္ဂလာပွဲရာသီတွေရောက်တဲ့အခါကျလို့ရှိရင်ဒီဟာတွေကဒီဈေးနဲ့မရတော့ပါဘူးရှင်အခုဒါကမိုးရာသီကာလထဲမှာပဲဒီဟာလေးတွေကရတာပါရှင်နောက်ဆိုရင်ဈေးတက်တော့မှာပါအဲ့တော့အမြန်ဝယ်ထားကြနော်နောက်ဆိုရင်ကျမကရောင်းအားပေါ်မူတည်ပြီးတော့လဲဒီထက်မကလှူပေးသွားဖို့ရှိပါတယ်ရှင်